ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့စူပါဆန်ဒေးဖြစ်လို့ပေါ့နော်ကျွန်တော်ကတော့အိမ်နေဝတ်တွေခေါင်းစွပ်တွေတပက်တွေကျွန်တော်ကဒီနေ့ဝစ်ရှော့ဆိုင်မှာသွားရှော့မှာဖြစ်ပါတယ်အဲ့တော့ဝစ်ရှော့ဆိုင်မှာဘယ်လိုရှော့မလဲဆိုတာကျွန်တော်နဲ့တူတိုက်ကြည့်အောင်သွားကြမယ်ဟုတ်ကဲ့အခုဆိုရင်ဒါဝစ်ရှော့ဆိုင်ကိုကျွန်တော်သွားနေဖြစ်ပါတယ်ဟုတ်ကဲ့အခုဆိုရင်ဝစ်ရှော့ဆိုင်ကိုရောက်ပါပြီဒီမှာပါဒါတော့ပါလဲပန်းပေါ့နော် laundry တဲ့ဝစ်ရှော့ဆိုင်ကိုရောက်ပါပြီအဲ့တော့ဝစ်ရှော့ဆိုင်မှာကျွန်တော်တို့သွားရှော့တာဝစ်ရှော့ဆိုင်ကြီးပဲဒီမှာအချောက်ခံစက်တွေဝစ်ရှော့ဆိုင်အဲ့တော့ပေါ့နော်ဒါကတော့ကျွန်တော်တို့ကိုယ်တိုင်ကြွေစီလဲပြီးတော့မှကိုယ်တိုင်ရှော့တဲ့စနစ်ဖြစ်ပါတယ်ဗျမြန်မာပြည်လို့ကျွန်တော်တို့ sign up ပြီးတော့ရှော့တာမျိုးမဟုတ်ပါဘူးအဲ့တော့အဝစ်ရှော့ဖို့အတွက်ကျွန်တော်တို့ကြွေစီလိုတာပေါ့နော်အဲ့ကြွေစီကိုကျွန်တော်တို့ကငွေသားစက်ကူနဲ့လဲရမှာဖြစ်ပါတယ်ငွေသားစက်ကူလဲတဲ့စက်ကိုကျွန်တော်တို့ငွေသားစက်ကူလဲတဲ့စက်ကိုကျွန်တော်တို့သွားပြီးတော့ငွေသားလဲမယ်လိုက်ကြည့်ပါဒါကတော့ကြွေစီလဲတဲ့စက်ကြွေစီလဲတဲ့စက်နော်ကြွေစီလဲတဲ့စက်ဖြစ်ပါတယ်ဒီမှာဒါ1000ကျွန်တော်1000နဲ့ဒီရုပ်ထည့်လိုက်လို့ရှိရင်ကျွန်တော်တို့ကြွေစီလေးတွေကြာလာမယ်အဲဒီအဝစ်ရှော်စက်ဒီမှာသူကကြွေစီက900စီအများဆုံးနဲ့ပေါ့နော်900စီနဲ့မှရတာဖြစ်ပါတယ်အခြား100တန်းစီလို့ပါလို့မရပါဘူးဒီမှာလည်းပလတ်စတစ်ရောင်းတာရှိပါတယ်ပလတ်စတစ်ဆိုသူက900ဖြစ်ပါတယ်900ဝန်းအမွေးပေါ့နော်အမွေးထည့်ခြင်းနဲ့900ဝန်းတစ်ထုပ်အဲ့ဒါဆိုရင်ကျွန်တော်တို့စက်ကူကိုငွေသားလဲမယ်ဒီရက်ကိုထိုးထည့်လိုက်မယ်ကျွေးစီတွေကြာလာပါမယ်ဒီရက်ကိုကျွန်တော်တို့ထိုးထည့်လိုက်ရင်ကျွေးစီတွေကြာလာမှာဖြစ်ပါတယ်ဟုတ်ဝင်တော့ပါပြီကျွေးစီကြာဒါကျွေးစီလဲတဲ့ဖြစ်ပါတယ်အဲ့မှာကျွေးစီလေးတွေကိုကျွန်တော်တို့ယူမယ်ကျွေးစီလဲပြီးပြီဆိုတော့ကျွန်တော်တို့ဒီမှာရှော့တဲ့ကိုထည့်မယ်နော်ဒီမှာကျွန်တော်ဝစ်ထုတ်ရှော့မဲ့ဝစ်ထုတ်ဆိုတဲ့ထဲကိုထည့်မယ်ဆိုတဲ့ထဲကိုကျွန်တော်တို့ထည့်လိုက်မယ်ထည့်လိုက်နော်အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာပိတ်လိုက်နော်ငါဆိုရင်ကျွန်တော်တို့6000 6500 9000 8000အဲ့ဒါမျိုးရှိတယ်စားသားရှိပါတော့ဒီမှာဆိုကျွန်တော်6500တန်လောက်6500တန်နဲ့ကျွန်တော်လဲပါမယ်အဲ့သူဒီရှော့ဇက်တွေမှာပေါ့နော်ဟိုတခါတည်းဆက်ပြတော့ပါတော့ခါတော့ပါမယ်ထည့်ပြန်လို့အဲ့တော့စောတော့ကျွန်တော်တို့လဲထားတဲ့အကျွေးသီးလေးတွေကို6500ပြည့်အောင်ထည့်မယ်အဲ့ဒါလေးတွေဒီပေါက်ထဲကိုထည့်ရမှာဖြစ်ပါတယ်ဆိုတော့900စီဟောဒီစီထည့်ရင်သူက900ရောပါတယ်6500 6000ပါတယ်ဒီစီထည့်ရင်တစ်ခါ6000ဖြစ်ပါတယ်အဲ့လိုထည့်ရတာဖြစ်ပါတယ်900ပဲကျန်တော့အဲ့ဒါဆိုရင်ကျွန်တော်ထည့်ရမယ်6500ပြည့်တော့ပြီအဲ့ဆိုရင်သူကကျွန်တော်တို့ဒီစက်တက်လေးကိုနှိပ်လိုက်ရပါမယ်နှိပ်လိုက်တာနဲ့စတင်ပြီးတော့ရှောနေဖြစ်ပါတယ်အခုဆိုရင်ဒါစတင်ပြီးတော့ရှောနေဖြစ်ပါတယ်သူက29 kg ထိစနေတာ29 kg ထိဒါတစ်ခါရှောလို့ရှိရင်6000 6500 9000အဲ့လိုမျိုးစားတာရှိရပါတော့ကျွန်တော်6500တန်းနဲ့ရှောလိုက်တာပါအဲ့ဒါဆိုရင်ဒီဟာရှောပြီးလို့ရှိရင်အချောက်ခံတဲ့ထဲကိုကျွန်တော်မှွေးတုတ်ထဲတာဒီမှာကျွန်တော်ပြီးရင်ရမယ်နော်ဟုတ်ကဲ့အခုဆိုရင်ဝစ်ရှော့ဆက်ကရှော့တဲ့ဆက်ကပြီးတော့ပါပြီအဲ့ရနေပြီးတော့မှ6ခံဆက်ကိုကျွန်တော်တို့တောင်းပြီးတော့မှဝစ်တွေကို6ခံဆက်တဲ့ကိုထည့်မယ်အခုဆိုရင်ကျွန်တော်ဒီတွန်းလဲလေးနဲ့ဝစ်ရှော့တဲ့ကအဝစ်တွေကိုသွားထုတ်မှာဖြစ်ပါတယ်အဲဝစ်ရှော့တဲ့ဒါပြီးသွားတာရတာပေါ့နော်ဝစ်ရှော့တဲ့ပြီးတော့ပါပြီကျွန်တော်ဖွင့်လိုက်မယ်ဆိုရင်ဝစ်ရှော့တဲ့ဝစ်တွေကိုကျွန်တော်တို့ထုတ်ပြီးတော့မှဝစ်ရှော့6ခံတဲ့ထဲကိုထည့်မှာဖြစ်ပါတယ်အားလုံးကျွန်တော်ရှော့တဲ့ဝစ်တွေပါဗျအဲဒီတော့တော့ဟုတ်ကဲ့ဒါကတော့6ခံတဲ့ပေါ့နော်6ခံဆက်ကတော့သူက900ဝန်းနေစပါတယ်900ဝန်းနေစတယ်9000ရတယ်ဟိုလိုချင်တော့အချိန်ထိရတယ်ပေါ့နော်ဆိုတော့တတ်မှတ်တာတော့9000ထိရတယ်9000ထိရတယ်ဒါပေမဲ့9000ကျော်ပြီးတော့လည်းထည့်လို့ရတာပေါ့နော်အချိန်ကြာရင်ကြာလို့ကျွေးသီးထည့်တယ်လို့အချိန်ကြာတာပေါ့ဒါဆိုရင်6ခံဆက်ထဲကိုထည့်ပြီးရင်ဒီထဲကိုဝစ်တွေမှုေးသွားပါတော့6ရင်မှုေးသွားပါမှုေးတုတ်လေးတွေဝဲမယ်အဲသွားမယ်အမွေးထုတ်လေးတွေကလည်းဒါတစ်ထုပ်ကို900ပေါ့နော်တစ်ထုပ်ကို900ဆိုတော့ကျွန်တော်က3ထုပ်ဝယ်မှာဖြစ်ပါတယ်အဲ့ဒါကိုဒီထဲကိုထည့်လိုက်မယ်ဟောတစ်ထုပ်စား
နှစ်ထုပ်စာသုံးထုပ်စာအဲ့မှာဆိုသုံးထုပ်စာကျွန်တော်ထည့်လိုက်ပြီဒီမှာ1500အဲ့ဒါဆိုရင်ကျွန်တော်တို့ကခလုတ်လေးကိုနှိပ်လိုက်ရင်ကြာစောစောခလုတ်လေးကိုထပ်နှိပ်လိုက်မယ်နှိပ်လိုက်ပြီဟောကြာတော့ပြီနောက်ထပ်ထုတ်ကြံသေးတယ်ကျွန်တော်900နှိပ်ထားနှိပ်လိုက်မယ်နော်နှိပ်လိုက်မယ်အဲ့ဒါကြာတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီကနေပြီးတော့မှယူရတာဖြစ်ပါတယ်ဒီငွေတုပ်လေးတွေကိုကျွန်တော်တို့ဖောက်ပြီးတော့ထည့်မယ်အခုဆိုရင်ဒါကြောင့်တော့ငွေတုပ်လေးတွေဖောက်ထည့်ရပါတော့ငွေတုပ်လေးတွေဖောက်ထည့်တာပါငွေတုပ်လေးတွေကိုဖောက်ထည့်လိုက်ပြီးငွေရွက်လေးဒါအဝတ်တွေကိုဆွဲသွားရင်ရမ်းမှုရချောက်သွားရင်လေဒါကျွန်တော်3တုပ်ဝယ်ထည့်ထားတယ်1500ဒါငွေတုပ်လေးထည့်ပြီးဖြစ်တဲ့အတွက်ဒါကိုပိတ်လိုက်မယ်ပိတ်လိုက်ပြီးအဲ့ဒါဆိုရင်ကျွန်တော်တို့ကြွေသီးထည့်မယ်ကြွေသီးကိုကျွန်တော်တို့စထည့်မယ်900စီဟောတစ်စီး2စီး3စီး10စီးအဲ့ဒါဆိုရင်ကျွန်တော်တို့ဒါ6ခံတဲ့ခလုတ်ကိုနှိပ်ပါတော့မယ်ဒါအနေဆုံးအပူဒါကျွန်တော်အလဲလက်မှုဒါအမြင့်ဆုံးအပူကျွန်တော်တို့စောင်းနေဆိုအမြင့်ဆုံးအပူကိုနှိပ်လိုက်အဲ့ဒါဆိုစလဲပါပြီစလဲပါပြီအဲ့ဒါဆိုရင်ဝေးလျှော်တဲ့6ခံတဲ့ထဲကိုရောက်တော့ပါပြီအဲ့ဒါဆိုရင်ဝေးလျှော်6ခံတဲ့ပြီးတဲ့ချိန်ကျွန်တော်တို့ထိုင်ဆောင်ကြမယ်ဒီမှာလေးစောင်းလေးလျှော်ထားကြပါတော့ဆိုင်တွင်းမှာလည်းတက်ပြန့်လာမယ်ဒီမှာကြည့်အောင်ဒီကအိမ်သားနဲ့ရန်တက်ပြမယ်အိမ်သားလည်းဘယ်လောက်တက်လဲပြမယ်ဟောချမ်းရှိတွိုင်းလိုက်ဒါဝေးလျှော်ဆိုင်မှာညာပြည်သူသုံးဖို့လျှော်တဲ့သူတွေလာပြီးတော့သုံးပြဖို့အတွက်လုပ်ထားတဲ့အိမ်သားအဲဆိုရင်ဝေးလျှော်တဲ့6တောင်ကိုစောင့်ရအောင် TV ကြည့်ရင်းနဲ့ထိုင်ဆောင်လိုက်မယ်ဟုတ်ကဲ့အခုဆိုရင်ဒါကတော့ဝေးလျှော်တာ6ခံဆက်ကိုရှုံးလို့ပြီးတော့ပါပြီဒီနေ့ရတော့ပါပြီဆက်ကလည်းเนาะ6ခံဆက်ထဲကနေပြီးတော့မှတော့အဝတ်တွေထုတ်ပါမယ်ဒါတော့အဝတ်6ခံဆက်ထဲကနေထုတ်ပါဖြစ်ပါတယ်ဝေးရွက်တွေရောမွေးနေတာပဲဒါဆိုပြီးတော့ပါပြီဘယ်ဘောတင်ပြီးတော့မှဒါခောက်ပြီးတော့ကျွန်တော်တို့ပြန်မှာအိမ်ပြန်တော့မှဖြစ်ပါတယ်ဗျာအဝတ်လျှော်ဆိုင်မှာအဝတ်လျှော်လို့လည်းပြီးပါပြီလျှော်လို့လည်းပြီးပြီအဝတ်6ခံပြီးတော့လည်းပြီးပြီအဲ့ဒါဆိုရင်ကျွန်တော်တို့အိမ်ပြန်နေဒါအဝတ်လျှော်တဲ့ဒီလေးကိုကျွန်တော်ရိုက်ပြတာဖြစ်ပါတယ်ဆက်တာဘိုင်ဘိုင်